အားလုံးပဲမင်္ဂလာပါရှင်။နေအောင်တွဲ Audio Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးဆရာမမမိုးအင်းရရေးသားထားတဲ့အိမ်နီးချင်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ဝတ္ထုတိုလေးမဖတ်ပြခင်မှာကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရရှင်။အိမ်နီးချင်းမောင်ကြီးဟိုဘက်နေအိမ်ကျော်ကမုံဟင်းကားကျွေးတဲ့လာဖိတ်သွားတယ်။မောင်ဝင်သွားလိုက်ပါနော်။ဟာမောင်နောက်ကျနေပြီအေးပဲသွားလိုက်ပါ။ဒီနားကလူတွေနဲ့လည်းရင်းနှီးသွားအောင်မိမဆိုတော့ပိုကောင်းတာပေါ့ကျမတို့ဒီရက်ကွက်ကိုပြောင်းလာသည်မှာသိမကြသည်ပြီအနီးနားမှလူများနဲ့လည်းမရင်းနှီးလာသည်ကျမတို့ကလည်းစကားနဲ့၍သူတို့ကလည်းအရေးကဲကိုကြည့်၍အဝေးမှသာအကဲခတ်နေကြဟန်တူသည်ဖြင့်သစိမ်းများတပွဲဖြစ်နေကြသေးသည်တကယ်တော့ကျမသည်အယောတဝင်ဆက်ဆက်စုနေတတ်သူများကိုနှစ်သက်သူမဟုတ်ပေဒီလိုရက်ကွက်မျိုးတွေနေလျင်ထို့သို့ဆက်ဆက်စုရောနှောနှောဖြစ်လာမည်ကိုသိသည်ဖြင့်အစကားပင်ခက်မမှန်နေသည်ကကောင်းမည်ဟုယူဆမိသည်သို့တော်လူဝတ္တရားအရာတာရေးနာမှုကိုတော့ပါဝင်ဆောင်ရွက်ရပေမည်ကျမအလူအိမ်သို့ရောက်ချိန်ဝဲလူအတော်စုံနေပေပြီနောက်ကျမှလည်းဝင်လာလူကလည်းမျက်နှာသစ်ဖြစ်သည်ဖြင့်အလုံးလူကကြည်နေကြသည်အင်ရှင်မနှင့်တူသူကကျမကိုနေရာပေးရင်းဖိတ်ခေါ်၏လက်ဖက်ရည်ဝိုင်းတွင်ထိုင်နေသူမျိုးသမီးတို့ကဥစွာကျမလူညီကိုတည်တည်ချာချာစိုက်ကြည့်ရင်းစကားစာ၏ဒေါ်လာမြိုင်တို့အိမ်ကိုပြောင်းလာတာမဟုတ်လားဟုတ်ကဲ့ဘယ်ကပြောင်းလာတာလဲရန်ကုန်မြို့ထဲကပါအော်မြို့ထဲမှာဘာလို့မနေရလဲတယောက်ကကြားဖြတ်မိလိုက်၏ကျမကအလိုက်တင်ပြန်ဖြေနေရသည်မျက်နာကိုလည်းအချို့ဆုံးပြုံးထားမိ၏ဒီလူတွေကအရှိတစ်ဖြစ်ဆက်ဆံရမယ့်သူများမဟုတ်လားမြို့ထဲမှာနေတာကလက်ထပ်ပြီးအိမ်ရှာလို့မရသေးရနဲ့ခဏနေတာပါအတိအိမ်လားမဟုတ်ပါဘူးကျမရောက်ခမတွေအိမ်ပါဟုတ်လားဟိုမှာဘာလို့မနေရလဲရောက်ခမနဲ့မတည့်လို့လားဖယားကြီးဒီလိုတဲ့တို့ကြီးမေးလိုက်မည်ဟုကျမမထင်အမတ်တမဲ့အကြောင်းတိုက်ဆိုင်၍လဲကျမမျက်နှာပြတ်သွားမိသည်မဟုတ်ပါဘူးဟိုမှာလူများလို့ပါကိုယ့်အိမ်နဲ့ကိုလည်းတက်တက်နေချင်တာနဲ့ဒီမြဆက်စုလာကြပြီမို့ကျမကြကြမနေချင်တော့ပါမုံစားပြီးအိမ်မှာကလေးငယ်ရှိနေလို့ဟုနှုတ်ဆက်ခါမြင်မြန်ပြန်လာခဲ့ရတော့သည်ဒီလိုဆက်ဆက်စုလူတွေနဲ့ကြာရှည်နေလို့မှဖြစ်ပါမလားကျမစိတ်ပူမိ၏မဖြစ်တော့လဲဖြစ်အောင်ကြိုးစား၍နေရပေမည်ရန်ကုန်မြို့မှာအိမ်ရှာရသည်ကအခက်သားကျမတို့လက်မထက်ခင်ကလေးကအိမ်ရှာကြသည်မှာယခုကလေးတစ်ယောက်ရပြီးသားလေးလေးလာရမှပင်စိတ်တိုင်းကြအိမ်ကိုရတော့သည်လမ်းပန်းဆက်သွယ်မကောင်း၍ရက်ကွက်မတန့်၍အိမ်ကမကောင်း၍စသဖြင့်မောင်ကစိတ်တိုင်းမကြခဲ့သလိုရေရှား၍အိမ်သားကိုနှကန်းတွဲတုံရ၍အိမ်ရှိမှရေချိုးရမည်ဖြစ်၍စသဖြင့်ကျမကြီးမြခဲ့သည်အိမ်ရှင်တွေကလည်းလူတိုင်းကိုအိမ်ငားမတင်ကျင်ကြလူများသလားဘယ်နှယောက်လဲခလေးပါသလားစသဖြင့်ပြန်လဲစစ်ဆေးသေး၏အိမ်လာကမှန်မှန်မရမှာဆို၍ထင်ယောက်ျားကဘာလုပ်တယ်လဲဟုလဲမိတတ်သေးသည်ယခုမှစိတ်တိုင်းကြအိမ်ကလေးကိုတွေ့ခဲ့သည်အိမ်ကြီးစိတ်တော်လဲကျမတို့အိမ်ကတီးတန့်အိမ်တစ်လုံးဖြစ်၏အိမ်ရှင်ကတလန်းထဲမှာအိမ်တစ်လုံးသက်သက်နေသည်သူတို့ကအေးဆေးပုံရ၏ကျမတို့ကလည်းသားမိ3ယောက်အိမ်မော်တော်ကြီးနဲ့မှ4ယောက်မှုလူများလာသည်ဟုမဆိုသာညီမရေဒီကညီမရှိသလားအိမ်ရှိမှခေါ်တန်ကြ၍ထွက်ကြည့်မိရာအလူအိမ်တွင်ရောက်ခမနှင့်မတည့်၍လားဟုတိတိကျကျမေးခဲ့သောအတော်ကြီးကိုတွေ့ရသည်အတော်ကြီးဆိုတော့လဲပြုတ်ပြုတ်ပြင်းပြင်းနုနုပြပြပင်ဖြစ်၏သူကပြုံး၍အိမ်မော်တက်လာရင်ဘလောက်အင်းကြီးပုံစံလေးများရှိရင်ခဏလောက်ကွယ်အိမ်ကသမီးကချုပ်ချင်လို့ရလေဟုတ်ကဲ့ရပါရဲ့တော်လာလေထိုင်ပါဦးကျမဝစ်ချေဝစ်ကုံခေါ်လိုက်တော့လဲသူကတကယ်ပင်တက်လာပြီးအိမ်ရှိခန်းတွေပင်မထိုင်ကျမဝင်ခဲ့ရာအိမ်ခန်းထဲအထိလိုက်လာတော့သည်ကျမကမြန်မြန်ကိစ္စပြီးစီရန်တစ်တာထဲမှာအင်ကြီး3-4တဲ့ထုတ်ပေးလိုက်သည်သူကအင်ကြီးများကိုရွေးဟန်ပြုရင်အိမ်ခန်းကိုမျက်စိဝေ၍ကဲခတ်၏ကျမတို့မှာအိမ်အောင်တစ်ထူဆောင်မှုအိမ်အောင်ပြိဘောကမရှိသေးပေကရင်အထားသည်ပင်မျိုးရသေးသည်မို့ကျန်းကင်းပေါ်မှာခင်း၍အိတ်ကြရသည်သူအကြီးကြောင့်ကျမပင်မိမပီပီရှက်သွားမိ၏ဘာမှတော့မပြောမိပေသူနှစ်သက်ရာအင်ကြီးတစ်ထည်ကိုရွေးပြီးအိမ်ရှိပြန်ထွက်လာကထိုင်လိုက်သည်ပြန်မိပုံမပေါ်သေးသဖြင့်ကျမကအိမ်ရှင်ပီစကားရှာပြောရပြန်သည်တော်တို့အိမ်ကဘယ်နားမှာလဲဒီကောင်ရဲ့အိမ်လေးကွယ်ဒီတော့မှပင်မနက်မိုးလင်းလျင်ကလေးတွေကိုအော်ငေါက်စုပူနေသည်မှာသူပင်ဖြစ်မည်ဟုတွေးလိုက်မိ၏ကလေးကဘယ်နှလရှိပြီလဲကလေးကိုမြူရင်သူကမေးသည်4 လပါထွားသားပဲသူ့အဖေကဘာလုပ်လဲလာကြည့်ပြီသူလမ်းစင်ပြည့်သူခြိတက်လာကြည့်ပြီစာပုံနေတိုက်မှာလုပ်ပါတယ်အော်ဆက်သမားလားမဟုတ်ပါဘူးစာပြေမှာဘာရဲ့စာစီသမားလားမ
ဟုတ်ပါဘူးစာပြင်မှာစာပြင်ဆိုဒီကိုသူကောင်းကောင်းသိပုံမပေါ်ပါကျမတို့အိမ်အခြေအနေကိုကြည့်၍လဲအထင်သေးနေပုံရ၏တကယ်တော့ကျမတို့အိမ်တွင်မောင်ရီချင်းကိုသိနိုင်သောမောင်စာအုပ်စင်ကြီးကထိထိမမရှိနေတော့လဲသူကစိတ်ဝင်စားပုံမရပါမောင်သည်မိဘပိုင်ပုံနှိပ်တိုက်တွင်ပုံနှိပ်ထုတ်ဝေအလုပ်ကိုဦးစီးလုပ်ကင်နေသည်ဟုလဲကျမကမပြောမိဒီလုပ်ငန်းဟာမိဘပိုင်ပဲကိုရိုနဲ့ဘာမှမဆိုင်ဘူးကိုကတာမန်အလုပ်သမားပါဒါကိုအေးနားလေထားရမယ်မောင်ကမိတို့ပင်မကြာခဏပြောခဲ့သည်ပြီးကြွားဝါသည်ကိုလည်းမောင်ကမုန်းသည်မိမပေမဲ့မိမနဲ့မတူစေရဟုမောင်ကတင်သည်ကျမကမောင်မရသည်လူငါးကလကဘလောက်ပေးရသလဲကျမကမောင်လာကကိုတိုက်ရိုက်မေးလာလိမ့်မည်ဟုထင်တော့လဲမြားဦးကတက်မလားတစ်ဖက်မှကိုလာသည်40ပါအင်းပေးရတာပေါ့လေကိုခွဲမရှိတော့လဲထားရမှာပေါ့ဒါနဲ့ညီမနာမည်ကဘာတူအေးပါအေးယောက်ျားကဝင်ငွေတော့အကောင်းသားမှုလားဟုတ်ကဲ့မစိုးလာပါဘူးသူကစာရေးဆရာလားစောကစကားကိုဘဝင်ကြပုံမပေါ်သူတိလို့ဒီကိုထပ်မေးပြန်သည်ဟုတ်ကဲ့စာလဲနည်းနည်းပါးပါးရေးပါတယ်သူဒီစမေးရမီကိုမကောင်းတော့မှန်းသိလာပုံရ၏ခလေးကိုသာမြူနေသည်ခဏကြာလျင်တမျိုးတစ်ဖုံစလာဦးမီကိုသိနေသည်စိတ်လက်ပြက်ရီလဲရည်ချင်နေမိ၏ထိုခိုက်မိဖို့ဆောင်မတော်ငယ်ကအေးငါကဒီတိုင်းချက်မှာလားကြော်ပြီးမှချက်မှာလားဟုလှမ်းမိသဖြင့်ခဏတော့ဟုဆိုကမိဖို့ထဲဝင်လာခဲ့သည်ကျမတော်တော်နဲ့ပြန်ထွက်မသွားပဲနေမှပြန်အောင်မယ်ဟေးဟုဆိုကသူပြန်သွား၏မိဖို့ထဲဝင်လိုက်မလားဒီမှာတော်သေးရဲ့ဟုတပြင်းချမိသည်မြောက်လက်နဲ့တော့ကလောက်လေးဝဲခဲ့ပါအောင်မောင်ကြီးဘာလို့ဖို့လဲအေးရဲ့အင်းရှိဖက်နဲ့ချွတ်တကားခတ်ဖို့လေအေးကရန်ကုန်မြို့လေကတိုက်ခန်းလို့တော့အမြဲခတ်ထားမလို့လားဒီလိုနေရာမှာဒီလိုတီးတန့်ကြီးလုံးနေလို့ဘယ်ကောင်းမလဲအေးရဲ့အားလုံးကဒီလိုပဲတကားဖွင့်ပြီးနေကြတာပဲဒါရက်ကွက်လေအလိုက်ထိုက်နေရမယ်ကျမကဒေါ်ဆက်စုကြီးအကြောင်းပြောပြလျင်လဲမောင်ကဒီလိုပဲအလိုက်ထိုက်နေရမည်ဟုသာပြောဦးမှာမို့နောက်ထပ်ဘာမှမပြောမိတော့ပါတက်နိုင်သမျှသာခိုင်အေးနဲ့စကားနဲ့နေခဲ့မိသည်အင်းနီနာချင်းမှန်သမျှပြုံးနံပြုံးပြောတံပြော၍မောင်ပြောသလိုအလိုက်ထိုက်နေလိုက်၏သို့တော့အလိုက်ထိုက်နေရသည်မှလည်းမလွယ်ပါပြီအေးဈေးကိုလားဟုတ်ကဲ့မမနုဈေးချင်းအောင်ဆွဲထက်ခဲ့ပြီးနှိမ်ကျော်ရောက်တွင်ဒေါ်နုနုကနှုတ်ဆက်၏ဒေါ်နုနုဆိုတော့လဲရုပ်ကသူ့လောက်မနုဟုတစ်ဖက်ကဒေါ်ဆက်စုကပြောပြ၍နာမည်သိထားရသည်ဒေါ်ဆက်စုမှာကျမကပေးထားသောနာမည်ဖြစ်၍သူ့အမိကမရင်မြင့်ဖြစ်သည်သူ့ကိုယ်သူမမမြင့်ဟုပြော၏ယခုတော့ကျမကလည်းမမမြင့်ဟုနှုတ်ကြိုးနေရပြီဈေးမသွားနိုင်လို့အေးရဲ့နုနုဖို့ကြက်တချမ်းလောက်ဝယ်ခဲ့စမ်းပါကျမကခေါင်းညိတ်ပြပြီးအိမ်ဘက်လှည့်ပြန်သည်ကျမဈေးသွားလျင်ပတ်စံကိုဝယ်လောက်ယုံသာကန့်သက်၍ထည့်သွားလေးရှိသဖြင့်အပိုမပါပေပတ်စံပေးလိုက်မိပုံလည်းမပေါ်တောင်းရသည်မှလည်းမကောင်းတတ်၍ပတ်စံပြန်ယူရပြန်သည်ကျမကမမနုဟုခေါ်တော့လဲသူ့ကိုယ်သူနုနုဟုသာပြောတော့ဒေါ်နုနုသည်ကြက်တချမ်းကိုသာစောင့်ရယူပြီးပတ်စံပေးရန်ကိုမူသတိရပုံမရနောက်နေ့များတွင်လည်းမပေးထပ်ပင်မှားလိုက်သည်နောင်ကြာမှအော်မေးလို့အေးကိုဈေးဖိုးပေးရအောင်မည်ဟုဆိုကငါးချက်တန်တရွက်ထုတ်ပေး၏သူမှဒီမှာငါးချက်ဖို့မကတော့တော့လဲကျမကအားနာ၍ဘာမှမပြောမိသူကလည်းဘယ်၍ဘယ်များကြသည်လဲဟုမမေးချေနောက်ထပ်ဈေးမာသည့်အခါတွင်မူမရခဲ့ဘူးနုနုရေဟော့တော့မေးလာခဲ့ပြီစသဖြင့်ကျမကပြောင်းလင်တော့သည်ယခုတော့ကျမသည်အမှုရပင်ကောင်းကောင်းလှုပ်တတ်ပေပြီအေးဘာဟင်းတွေများချက်နေလဲပြောပြောဆဆိုနှင့်နောက်ဖေးထိဝင်လာသောမမြတန်းကိုတွေ့ရသည်သူကကျမနှင့်ရွယ်သူဖြစ်၍ဒီနားတစ်ဝိုက်တွင်တော့တငယ်ချင်းလိုပေါင်းနေရသည်စံသွားထုတ်လဲအတူတူနှုတ်မုတ်သွားထုတ်လဲအတူတူအဖော်ပြုနေရသူဖြစ်သည်ကျမနှင့်ရွယ်သူဆိုတော့လဲသူ့မှာကကလေး9ယောက်အမေဖြစ်၏ထို့ကြောင့်လဲသူလာလျင်သူ့နောက်ကကလေးတွေတပြုံတမကြီးပါလာတတ်သည်ဆော့သူကဆော့ကျမသားလေးကိုချီသူကချီစာအုပ်တွေဖွာသူကဖွာဖြင့်သူတို့လာလျင်တမျိုးစိတ်ညစ်ရပြန်သည်ဘာမှမချက်ပါဘူးဒေါငယ်လုံနေတာပါလာအိမ်ရှိသွားကြမယ်ကျမကကလေးတွေကိုပါအောင်တင်းကျုံခေါ်ရင်အိမ်ရှိကိုမြ мян ထွက်ခဲ့မိ၏ခရစ်စာတစသမ ्या လက်ပြလို့အေးကိုလာဆက်ရလေတကိုက်ဆဆိုတော့အကုန်လဲမြူချင်ပါဘူးရောင်းတဲ့သူကလည်းတကိုက်လုံးယူမှာတဲ့အေးနဲ့ကိုနဲ့လက်ပြတစ်ထည်ကြီးချုပ်ဝကြရအောင်သူကခရစ်လိုင်းကြီးအစိမ်းရင်လေးကိုထုတ်ပြ၏ဈေးက38ကျပ်တဲ့လာပြမ40မဟုတ်လားဘလောက်များกว่าလို့လဲမမျှတန်ရင်ပြီးအေးနဲ့ဒီရောင်နဲ့လည်းမလိုက်ပါဘူးလက်ပြက်လည်းအေးမိုးတတ်ပါဘူးလက်ရှည်ဆိုရင်လည်းမဝယ်နိုင်သေးပါဘူးကွယ်အိုးကိုတို့တော့လိုက်မလိုက်ဝယ်လိုက်တာပဲကြွကြတာမှတ်လို့ပြီးကိုကအင်ကြီးဆိုရောင်စုံမှအယောင်စုံရှိထားမှစိတ်သေးကြည်နေတာ
သူ့ဝါဒနာတိုင်းခက်ကြွကြွပြောရင်အဖြူတထဲထဲနှစ်ကျဲနေတော့ကျမကိုလည်းချိတ်လိုက်သည်သူ့ယောက်ျားကလာက185ချက်ခန့်ရသည်ဟုဆိုပေမဲ့သူ့မှာတက်ထွန်လုံးကြီးရောင်စုံခရီလိုင်းကြီးရောင်စုံဝတ်နိုင်ကျမတို့မှာမောင်းကိုလာကအဖြစ်ထောက်ပံ့သော250ခန့်ကိုအိမ်လာကမီးကသတင်းစာကမောင်းစာအုပ်ဖို့အိမ်စားစရိတ်စသတို့ဖြင့်အဝင်ခွင်ကြတပြားမှမပူပြီးကျမမတောက်တစ်ခေါက်ရေးသောစာမူကားလေးများဖြင့်ဒေါ်ငယ်လာကပြီးသည်တခါတရံပိုလင်းအဝတ်စားဝယ်သည်ကျမလည်းအဖော်ရအောင်တယောက်တည်းခလေးတစ်ဖက်နဲ့မို့အိမ်အလုပ်လည်းမနိုင်မနှင်းမဖြစ်ရအောင်မောင်ကအိမ်မော်ငှားပေးတော့လေထို့အတွက်စရိတ်ကိုမူကျမကပြန်ဖြည့်ပေးရ၏အေးတို့များခလေးတယောက်တည်းရှိသေးတယ်မဝတ်နိုင်မစားနိုင်ရှိလိုက်တာကိုတို့များခုမှခလေးတွေများလာလို့အရင်လင်မယားနှစ်ယောက်တည်းတုန်းကဆိုအသေးစမ်းပေါ်ပြီးဟေးဆိုခါပေါ်တင်ရမှခုတောင်လာကထုတ်ရင်ဖောက်ခရစ်ဝယ်ဝတ်မလို့အဝတ်တာမွေးနိုင်ရှိရမယ်မစားနိုင်တော့မရှိပါဘူးမမြတန်ရင်မောင်ကအဝတ်ထက်အစားကိုပို့မှတ်တယ်ကောင်းကောင်းစားမှကျမ်းမာမှာတဲ့စာအုပ်ဖို့ဆိုလည်းမနှမျောဘူးကျမကပိန်လီတေးကွေးလာတော့သူကလေးများကိုကြည့်ရင်ပြန်ပြောမိသည်ပြောမိတာပြောရသည်ကျမတို့ယူဆကသူတို့ဝါဒနဲ့ကြိုက်ချင်မှကြိုက်ပေမည်ယုံကြည်ချက်ချင်းကလည်းတူသည်မဟုတ်ဝါသနာချင်းကလည်းဘာမှမဆိုင်အတိချင်းကလည်းတစ်မျိုးစီဒီဝင်းကျင်ကြားတွင်အားလုံးနှစ်တက်အောင်နေရသည့်အခါကျမအခက်ခဲတွေအားလုံးမောင်ကိုပြောပြလျင်လေလူတွေနဲ့နေရင်ဒီလိုပဲပေါ့ဒါအဆမ်းမဟုတ်ပါဘူးအေးရဲ့ပြဿနာတွေဟာအသေးဖွဲပဲမောင်မှာတိထက်အုံနောက်သုံးစရာအလုပ်တွေအများကြီးရှိတယ်ဟုပြဿနာတွေကိုသူ့စီတဲမလာစေရန်တားမြစ်တတ်၏မောင်ပြောတာဟုတ်သားပဲဒါတွေဟာအသေးဖွဲတွေပဲဟုကိုတတိပေးရသည်ကြာတော့လေဒီလူတွေကြားထဲမှာကိုပါတေးတိမ်မြုပ်ငွေသွားမှာဆိုမိသည်လူဆိုဒီမှာခတ်သည်ပြီးတော့မိမမို့ပူဆိုသည်တမားကအတင်းပြောလျင်ကိုကပါဝင်ပြောခြင်းသည်သူကပြိုင်လျင်ကိုကပါပြိုင်မိတတ်၏ထို့ကြောင့်လဲမိမပေမဲ့မိမနဲ့မတူစေရဟုဆုံးမရသည်သို့ဆုံးမနေသည့်ကြားကပင်အလွန်ညံပြင်းသည့်အပြုတ်မှုတစ်ခုကိုကျမပြုမိသည်ကျမအလွန်ရှက်ရွံ့ခဲ့သောရန်ဖြစ်ခြင်းသည်ချင်းရိမ်မှမတင်လှိုင်ကိုတော့ခိုင်အေးနေတတ်သဖြင့်ကျမကခင်သည်သူမသည်ဟိုအိမ်ဒီအိမ်ကူးတန်းတာမတွေ့ရအော်ကျဲဟစ်ကျဲစကားပြောရလဲတခါမှမကြားမိကျမလူပင်ခလေးတစ်ယောက်နဲ့ခိုင်အေးနေသူဖြစ်၏သူကကျမတို့အိမ်မလာတတ်တော့လဲကျမကသူ့အိမ်သို့ကူးသွားခြင်းဖြစ်၏သူ့အိမ်တွင်အချုပ်ဆက်ရှိသောကြောင့်ဖြစ်သည်ကျမချုပ်လိုသည်များအင်ကြီးစားလေးများကိုကိုင်းညက်ပြီးအချီလုံးမှယူ၍သူ့အိမ်တွင်သွားချုပ်ရသည်သူကလည်းကြည်ကြည်ပြူပြူလက်ခံပါသည်ဒေါ်ဆက်စုအိမ်တွင်ဆက်ရှိတော့လဲသူ့အိမ်သို့မသွားဝွန့်မတင်လိုင်းကိုအေးတီဟုယူဆခဲ့သောကျမသည်နီနီကက်ကက်ဆက်ဆံရမှစကားအတော်ပြောသောမိန်းမဖြစ်ကြောင်းအံ့ဩစွာသိရတော့သည်သူပဲအိမ်မှမကူမတန်းတော့လဲအိမ်အသီးသီးမှအတွင်းရေးပေါင်းစုံကိုသူသိနေ၏သူမမှာအရက်ထဲမှပစိုးလေးအစအင်ကြီးလေးအစအချုပ်လက်ခံတတ်သဖြင့်ထိုသူတို့ထံမှသတင်းဆောင်စုဆောင်းမိရဟန်တူသည်သူကလည်းပြန်၍မေးတက်ပြောတတ်ပုံရ၏ဟိုမမလိုင်တို့ချင်းအိမ်ကမိမချက်ချောဟာလေကျမကဆက်ချုပ်ရင်သူကခလေးပက်ခတ်လွယ်ရင်စကားပြောမိကြသည်မမနုလားမဟုတ်ပါဘူးသူကတိန်ကျော်ဟာပဲဒီအိမ်နဲ့ကရက်ချင်းအိမ်ကပင်မိန်တသေးလေးကိုပြောတာကျမကချေရင်ကိုလှမ်းကြည့်မိရာထိုက်ထိုက်ဆန်ဆန်ထိုမျိုးသမီးကိုပဒင်းပေါက်မှလှမ်းမြင်ရ၍မလုံမလဲဖြစ်သွားမိသည်သူ့ယောက်ျားကအိမ်မှာမရှိဘူးမလိုင်ကဆက်ပြောသည်နေမအလုပ်လုပ်လို့လားကျမကတစ်ဖက်မှကြားသွားမိဆို၍တို့ပြန်မိရသည်မတင်လိုင်ကလည်းစကားကိုခိုင်အေးပြောတတ်သဖြင့်သူ့အတန်ကတိတ်မကျဲပြီသို့တော့သူကလည်းပြပြနှင့်နန်းသောကြောင်ကြီးတီဘယ်ကလားနေမလို့လုံမှာလဲမရင်ငယ်ယူထားရလေမရင်ငယ်အိမ်မှာပဲအမြဲနေတာသူ့စီတစ်ခါမှလာတာလာရင်လဲခဏလေးပတ်စံတော့မမှန်ပေးတာမဟုတ်ဘူးအိုးဟုတ်လားသူကြည့်ရတာချစ်စရာလေးပါသူ့ယောက်ျားကလည်းဘာကြောင့်များဒီလိုလုပ်ရပါလိမ့်ကျမကတကယ်ပင်မိမချင်းစာနာ၍စိတ်မကောင်းစွာပြောမိသည်အော်အေးကလည်းလှတာတခြားသူ့မှာအယိုးကြီးရှိတာဟိုမိမကခတ်တတ်တော့ရဲ့သူပြောလိုက်ပုံကြောင့်ကျမမှာရီရမလို့လမ်းရမလို့ဖြစ်သွားကမောင်ပြောဘူးသောစကားတစ်ခုကိုသွားသတိရမိသည်တကယ်များလားဟုစိတ်ပူမိသွားသည်အေးခုတလောသိပ်ပိန်တာပဲကျမရဲ့ကျူးဆိုင်အောင်ပိန်ချစ်လေးနဲ့မလှတော့ရင်မောင်ကပြစ်သွားမှာထိုစဉ်ကတော့မောင်နောက်ပြောသည်ဟုဂယုမထားမိယခုမှနောက်ကိုရုံမကျသွားဂယုဆိုင်မှဟုတွေးလိုက်မိ၏အေးရဲ့မမနုကြီးကတော့လေသူ့ယောက်ျားကိုအေးမြင်ဘူးလားမမြင်ဘူးဟိုသူသားလောက်ရွယ်ငငယ်လေးဟာပေါ့အေးရဲ့ဒါကြောင့်သူကလည်းကိုနှုတ်အောင်အမြဲပြင်ဆင်နေရလေအော်အေးကသူ့တူလားသူသားလားအောင်းမိနေတာကျမကအင်ကြီးချုပ်ပြီး၍ပြန်လာခဲ့လို့သာ
ဆက်နေလျင်မြည်မြသတင်းဆောင်ကြားရမည်မသိချေနောက်နေ့ရက်ခန့်အကြာတွင်မမြတန်းနှင့်ကျမအိမ်ရှိတွင်ထိုင်နေကြရင်ကျမကအိမ်ရှိကြီးမှရှက်เสียဟုအတင်းညင်းတော်လဲမမြတန်းကကျမခေါင်းကိုအတင်းဆွဲ၍တန်းရှာပေးနေစဉ်ဒေါ်နုနုတယောက်အိမ်မော်တက်လာ၏သူ့မျက်နှာထားကခတ်တင်းနေမှုကျမစိတ်ထဲတစ်မျိုးဖြစ်သွားမိသည်ထိုင်လေးမမနုမထိုင်ပါဘူးပြောစရာရှိလို့ကျမကအံ့အားသင့်နေစဉ်သူကပင်ဆက်ပြော၏လက်တစ်ဖက်ကိုလည်းခါးတွင်ထောက်ထားလိုက်သေးသည်လက်ညှိုးငေါငေါမထိုးယုံတမဲဒီမှာအေးကပြောရဲဆိုနုနုကိုတူလောက်သားလောက်ရွယ်လင်းလုံနေတဲ့မိန်းမလို့ရုတ်တရက်ကျမဘာပြန်ပြောရမည်မသိမနေ့တနေ့ကမှရက်ွက်ထဲပြောင်းလာပြီးဒီလိုဆွာလို့တော့ဘယ်ရမလဲနုနုတို့ကဒီမှာကိုပိုင်အိမ်နဲ့မြင်နဲ့အခြေတကျနေကြတာမလို့ဓမ္မတပုတ်လေလွင်မပြောပါနဲ့ကိုနဲ့မဆိုင်တာကိုပါသားအေးစစ်စစ်နေပေါ့အေးနုနုတို့အကြောင်းမသိသေးလို့ထင်တယ်နေပါအောင်မမနုနုရဲ့အေးကနုနုတို့အကြောင်းဘာမှသိတာမဟုတ်ပါဘူးမလှိုင်ကပြောပြရင်စကားဆက်မိလို့တူလားသားလားထင်မိရဲ့လို့ပြောမိတာအေးချင်တာကိုမှန်တိုင်းပြောတာဘာဖြစ်တယ်လဲပထမကအေးစစ်စစ်ပြောမိဟုစိတ်ကူးတော်လဲပြောရင်ဒေါသဖြစ်လာသဖြင့်ချမ်းတွေးတယ်လို့ပင်အော်ပြောမိသည်မမြတန်းကလည်းမခံချင်ဟန်ဖြင့်ဝင်ပြော၏အိုးပြောတယ်ပေါ့ဘာဖြစ်သေးလဲဟုတ်တာပြောတဲ့ဥစ္စာဒီနောက်တွင်ရံပွဲသည်ဒေါ်နုနုနှင့်မမြတန်းတို့၏ရံပွဲဖြစ်သွားတော့သည်ဘယ်တော့မှမျက်မုံးကျိုးနေသည်မသိငယ်ကျိုးငယ်နာတွေဖော်ကြအော်ကြဟစ်ကြတော့သည်တစ်ဖက်အိမ်မှာမလှိုင်သည်မျက်စိအပြူသားနှင့်ကြည့်နေ၏ဒေါ်ဆက်စုကလာရောက်ဖြန့်ဖြေသည်သူ့ယောက်ျားမရင်ငယ်ယူသည်ဆိုသောမျိုးသမီးကမျက်ထောက်နေနေဖြင့်အိမ်ရှိမှလာရက်ကြည့်နေသည်ကိုလည်းတွေ့လိုက်ရသည်နောက်မှသိရသည်မှာထိုမျိုးသမီးကကျမနှင့်မလှိုင်ပြောသမျှကိုနားပပနဲ့ချောင်းနားထောင်ပြီးဒေါ်နုနုတို့ကိုလွှတ်လိုက်ခြင်းတည်းရှက်တယ်တိတ်ရှက်တယ်မနေချင်ဘူးဒီရက်ကွက်မှာမနေချင်တော့ဘူးလူညံ့နေကြတဲ့နေရတာကိုပါလူညံ့ဖြစ်ရတယ်တသက်နဲ့တကူရန်ဖြစ်ဘူးတာမဟုတ်ခုတော့ရှက်เสียထိုနေ့မှစ၍မောင်ပြန်လာတိုင်းကျမ၏တတွညညတမ်းပင်ဖြစ်သည်မောင်နောက်နေ့မနေ့အလုံးမသွားမီအထိကျမကအိမ်ပြောင်းရန်အိမ်ရှာဖို့အကြောင်းကိုလည်းအမြဲနားပူနေမိ၏တခါတရံမောင်ကစိတ်မရှိရေးပြန်အော်လျင်လင်မယားကတောက်ကဆဖြစ်ရသေးသည်ယခုတလောမောင်သည်ညနေနောက်ကျမှပြန်လာတတ်၍မနက်စောကြီးပြန်ထွက်သွားလေရှိသည်ကျမနဘူးနဆာလှုပ်၍ဟုသိတော်လဲကျမကမလျှော့အိမ်ထက်ရှာရန်မောင်ကိုနားပူမြဲပူနေ၏ဒီအိမ်ကအိမ်လာကဈေးကြည့်သည်နှွေးဆိုလျင်မိကြောက်ရသည်စသဖြင့်လည်းအကြောင်းမျိုးမျိုးပြ၏ကြာတော့မယားစကားပါ၍ပဲလားနားပူတယ်မခံနိုင်၍ပဲလားမသိအိမ်ပြောင်းမည်ဟုမောင်ကပြောလာတော့သည်ယခုပြောင်းရသည့်အိမ်ကမြို့လေကောင်မဟုတ်တော့လဲမြို့နယ်နီးသောနေရာအိမ်ကလည်းတိုက်ခန့်အိမ်တီးတန့်ခန့်ဖြစ်၏ကိုယ်အိမ်တကားကိုပိတ်၍တီးချနေနိုင်၏ဘာပဲဖြစ်ဖြစ်အိမ်ပြောင်းရ၍ကျမပျော်လိုက်သည်ဖြစ်ခြင်းယခုအိမ်တွင်မောင်လှုပ်သွားလျင်အိမ်တကားပိတ်၍ကျမတို့သားမီးနှစ်ယောက်တည်းနေလိုက်၏ထုံငယ်ကလည်းမြောင်းမြရှိသူသမီးထံတွင်သွားလည်နေသည်သားကတော့အိမ်လည်းမထွက်ရသဖြင့်ပြင်းနေဟန်တူ၏ကျမနားသာအမြဲကပ်နေ၏ရခင်အိမ်တွင်တော့အိမ်ကြီးချင်းများကအထူးသဖြင့်ဒေါ်ဆက်စုကကူထိန်ပြီး၍သားဤတာဝန်မှာကျမမှမရှိလှယခုတော့ကျမမှစာရေးဖို့ဝေးစအိမ်ရလုပ်ပင်ကောင်းကောင်းမလုပ်ရတော့ချေနေ့စဉ်မောင်လုံးမသွားမီဈေးသို့ပြေးထားရသည်ယခုအိမ်ကြီးချင်းတွေကဖြင့်ခလေးအပ်ထားလို့လဲစိတ်ချရမိပုံမပေါ်ချေကျမတို့ကိုလည်းလုံးဝစိတ်ဝင်စားတဲ့ပုံမရှိချေဒီတခါတော့ခက်တီတီနေမည်ဟုကျမကြုံအားထားတော့လဲသူတို့ကကျမထက်ဆယ်ဆတင်းနှင်းသည်အိမ်ပြောင်းကာစားတေကြချကြစဉ်ကပင်မြည်သူမှပြူ၍ပင်မကြည့်အနေကြလာသည့်တိုင်မြည်သူနှင့်မျှနှုတ်မဆက်မိဘူးချေလမ်းတွေ့လျင်လဲခက်တီတီမသိသလိုသာပင်တနေ့နေ့လယ်ဘက်မှာကျမရုတ်တရက်ကိုပူ၍နေမကောင်းဖြစ်လာမိသည်တယောက်တည်းခလေးကလည်းတစ်ဖက်နဲ့ဖို့မောင်ကိုဖုံးဆက်ခေါ်မိဟုတယ်လီဖုန်းရှိရာစဉ်းစားတော့လဲအများသုံးဖုန်းကအနီးနားတွင်မရှိချေတစ်ဖက်ခန်းမှာတော့တယ်လီဖုန်းရှိရန်တူသည်ကျမတစ်ဖက်ခန်းကိုလူခေါ်ဘဲလေးနှိပ်လိုက်စဉ်အထဲမှာချောင်းကြည့်ပြီးတကားတော့ဖွင့်ပေးပါသည်ကျမနေမကောင်းလို့အလုတ်တိုက်ဖုန်းဆက်ချင်လို့ဖုန်းခဏသုံးပြရစီအရေးကြီးလို့ဆက်ရတဲ့အကြောင်းကျမကတောင်းတမန်ပြောလိုက်တော့လဲအိမ်ရှင်တော်ကြီးကရုတ်တရက်စကားမပြန်မင်းအကြောင်းသားပြန်ကြည့်နေ၏ကျမကဘာလို့ရမှန်းမသိရှက်တယ်လို့ဖြစ်သွားမိသည်အတန်ကြာမှဆက်လေးဟုစိတ်မပတပါပြန်ဖြေသည်ရောင်းမိလက်ဆောင်မှုဖုန်းကိုမြန်ပြောပြီးလူရမရယူလာသောမက်ဆေ့တစ်စိတ်ကိုလည်းထားခဲ့ရကောင်းနုံနုဖြစ်မိသည်နောက်ဆုံးကျေးဇူးတင်ပါတယ်ဟုသောစကားတစ်ခွန်းကိုသာခက်ရွပြော၍ပြန်ထွက်လာသည်နောက်ဖက်မှတကားကိုခက်ဆော့ဆော့ပိတ်လိုက်တန်ကိုစိတ်မချမ်းသာစွာကြားလိုက်ရသည်ဒီနေရာရောက်မှကျမအလွန်ညှင်းငွေလာမိသည်မမြတန်းကိုလည်းအောက်မေ့တယ်လို့ရှိသည်ဘာပဲဖြစ်ဖြစ်နေမကောင်းမှုဆိုလျင်ပြပြတလဲလာပြုစုပေါ်ရ၏
ဒေါ်ဆက်စုကြီးသည်ပင်စံပြုတ်တစ်ခွက်တော့လာတိုက်တတ်သည်ယခုတော့ကျမမှာအဖော်မဲ့နေရချေပြီခလေးတစ်ဖက်နဲ့အပြင်လဲမထွက်တတ်တော့ကျမဖို့တခြားသွားစရာလမ်းမရှိအလှူဒန်းတာရေးနာရေးလဲမြည်သူမြလာမဖိတ်ချီတလောကအပေါ်တက်မှာအခမ်းပွဲတစ်ခုခုလှုပ်ဟန်တူသည်ကားကြီးကားငယ်တွေလာလိုက်ကြသည်မှာကျမတို့အိမ်ရှိပင်ပြည့်ကျက်သွား၏စားကြတောက်ကြပျော်ကြသည်မှာလဲညတကောင်တိုင်ပင်မိသည့်အထိမ်းမှတ်ပွဲကိုမိသူတွေကကျင်းပသည်ကိုပင်ကျမတို့မသိချေတနင်္ဂနွေနေ့တနေ့မောင်အလုံးမသွားရဲ့ကျမတို့သားမိ၃ယောက်အေးလူလူထိုင်နေကြစဉ်လူခေါ်ဘဲကိုတအားနှိပ်လိုက်တန်ကြရ၏တကားဖွင့်လိုက်လျင်တော်မှကျမ၏ဒေါ်ကြီးတော်သူဒေါ်ငင်းကသူထုံးစံတိုင်းစကားကိုအော်ကြီးရဲ့ကျဲပြောဆိုလျက်ဝင်လာတော့သည်တကယ်တော့ညီတို့အိမ်ရှာရတာကလည်းခက်ပြက်ကြီးလူပြောက်ရှာရတာကြနေရပဲငါကလည်းအိမ်နမမေ့သွားလို့အောင်တပြေစာအုပ်တိုက်ကဦးမောင်မောင်အိမ်လို့လိုက်မိတာဘယ်သူမှမသိဘူးတဲ့အေးငါအံ့ဩတာညီတို့ဟိုဘက်ခန်းကတော့မသိဘူးတဲ့အံ့ရောမေးတဲ့သူကိုတော့စားတော့ဝါတော့မလို့နဲ့ပြန်ကြည့်လိုက်သေးတယ်တကယ်တယ်ဒေါ်ကြီးကသူ့ထုံးစံတိုင်းတကယ်တယ်ဟူသောစကားကို၃ရက်ပြောနေ၏ညီပါအောင်ဒါနဲ့အရင်အိမ်ကဘာဖြစ်လို့လဲအရင်အိမ်ကလားဟိုခုအိမ်ကပိုကောင်းလို့ပေါ့ဒေါ်ကြီးရဲ့ရက်ကွက်ကလည်းဒီကပိုကောင်းတယ်လေဟိုမှာကလူတွေကလည်းဆက်ဆက်ဆူဆူရှုပ်ရက်ရန်ဖြစ်ကြပါကြနဲ့စိတ်ရှုပ်လို့မနေချင်တာနဲ့အမလေးတော်တကယ်တယ်ဒီလိုပဲပေါ့တယောက်နဲ့တယောက်အခက်မသိရင်ဖြစ်တာပဲပြီးတော့ရင်းနီရိုင်းမင်းကူညီလို့အရေးရှိရင်အားလဲကိုရသည်ခုနေရကပြင်တကယ်တယ်တယောက်နဲ့တယောက်ဟိုဘက်ဒီဘက်အိမ်ချင်းကပ်နေရတော့အတိလို့ဖို့မရဒါမျိုးတွေပေါ့မျိုးလေကောင်နေခင်းကြောင်တော့လူတက်မှုတွေတပြားမှုတွေဖြစ်လို့တော့ဘယ်သူမှမသိတာကြောက်စရာအေးတကယ်တယ်ဒေါ်ကြီးကပြောရင်မောင်ဘတ်တို့လှည့်၍ကျမကိုမင်းငော့ပြပြောလိုက်သည်သူကဖြင့်ဒီလိုပဲဟိုမှာမနေချင်ဘူးဒီမှာမနေချင်ဘူးနဲ့အတော်ကြီးထူတဲ့ကောင်မကျမကဘာမှပြန်မပြောမိတကယ်တော့နောက်ထပ်ဘယ်လိုနေရာမျိုးမှာနေချင်ပါသည်ဟုခြေထူရမည်ကိုပင်ကျမမသိတော့ချေ